အရန်ကောင်းလွန်အားကြီးတဲ့ရရတစ်ခုခုလွယ်လွယ်ကူကူရလို့ရှိရင်လဲတန်ဖိုးမထားမှလဲဆိုရင်လဲလုံးကြည့်တဲ့လူတွေကတော့အရန်ကိုထူးခြားအောင်မြင်တယ်အိဆွေများကိုငွေကြေးအတွက်ငွေကြေးမှာဘလောက်အခက်အခဲဖြစ်နေတာလဲဘလောက်ထိငွေကြေးတွေအဆင်မပြေတာလဲငွေတွေသိမ်းကိုရာနဲ့ချီထောင်းနဲ့ချီပြီးဝင်ကျင်တာလားဒါမှမဟုတ်နေ့စဉ်ပုံမှန်ဝင်ငွေတွေလုံလုံလောက်ရကျင်တာလားကျမရဲ့ချိမိတ်ဆွေတို့အတွက်ငွေကြေးအတွက်ပူစရာမလိုတဲ့တသက်တာငွေဝင်ရတရားလေးကိုမျှဝေပေးခြင်းပါတယ်ဗီဒီယိုလေးကိုကြည့်ကြရအောင်နော်ကျွန်တော်ရဲ့ဒီအကောင့်လေးကိုအသေးလေးပေးအပေါင်းလေးနှိပ်တဲ့မိတ်ဆွေတူးချင်းတယောက်ချင်းစီတိုင်းနေ့ရက်တိုင်းမင်္ဂလာရှိနိုင်ပါစေမပြောဘူးလို့နေတာပါပဲနှမျောလို့ဒါမဲ့လဲအရန်ကောင်းလွန်အားကြီးတဲ့ရရတစ်ခုခုလွယ်လွယ်ကူကူရလို့ရှိရင်လဲတန်ဖိုးမထားမှလဲဆိုရင်လဲလုံးကြည့်တဲ့လူတွေကတော့အရန်ကိုထူးခြားအောင်မြင်တယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့မိတ်ဆွေများကိုငွေကြေးအတွက်ငွေကြေးမှာဘလောက်အခက်အခဲဖြစ်နေတာလဲဘလောက်ထိငွေကြေးတွေအဆင်မပြေတာလဲငွေတွေသိမ်းကိုရာနဲ့ချီထောင်းနဲ့ချီပြီးဝင်ကျင်တာလားဒါမှမဟုတ်နေ့စဉ်ပုံမှန်ဝင်ငွေတွေလုံလုံလောက်ရကျင်တာလားအဲ့လိုရနိုင်မဲ့ရေရာနီးကောင်းလေးတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေများကိုမျှဝေပေးခြင်းပါတယ်ကျွန်တော်ရဲ့ဟောစရန်ဗီဒီယိုလေးတွေမှာလည်း comment တွေရေးနော်ဆုတောင်းပေးကြတဲ့မိတ်ဆွေတူချင်းတယောက်ချင်းစီတို့ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေသက်စာငွေဝင်ရရလို့တောင်ပြောလို့ရတယ်နေတိုင်းလို့နေတိုင်းဝင်မယ်အမြဲမပြတ်လို့အမြဲတမ်းဝင်မယ်အဲ့တော့လုံမလုံနည်းလေးကြည့်အောင်နော်ကျွန်တော်အသေးစိတ်တော့ပစ္စည်းတွေနဲ့မပြတော့ဘူးကျွန်တော်ပြလိုက်မယ်ထင်သာမြင်သာပြလိုက်မယ်စတီးလေမန်အဝိုင်းလေးရတယ်၄တောင်လည်းရတယ်စတီးလေမန်ပဲနော်စတီးလေမန်တစ်ချက်လို့ ਨੇ နောက်ပြီးတော့တောက်တော်ရည်တစ်ခွက်နောက်ကွန်းရွက်လေးတစ်ရွက်အဲ့တော့စတီးလေမန်အဝိုင်း၄တောင်မှာ9000ကျယ်လေးဆွဲလိုက်နော်ကျယ်9000ကျယ်လေးဆွဲမယ်အလဲကောင်မှာဖန်ခွက်လေးတစ်ခွက်ကိုတင်မယ်ရေထည့်မယ်တောက်တော်ရေတန်းတန်းလေးထည့်မယ်ပြီးရင်ကွန်းရွက်တစ်ရွက်ကိုအယိုးကအောက်ကခင်အဖျားလေးအပေါ်ကနေပြီးတော့ကွန်းရွက်လေးထောင်ထည့်လိုက်ပြီးရင်အဲ့ဒီခုန9000ကျယ်မှာ9000မှာဖျောင်းနိုင်တေးသေးကြီးကြီးဖြူဖြူမဲမဲဝါဝါဆင်းဆင်းထုံးအစိမ်းအောင်ဆိုရင်တော့လက်ကြီးမန်းနေပေါ့ဗျာလွယ်လွယ်ကူကူရှာလို့ရလဲထုံးအမေအဓိကတော့ဖျောင်းနိုင်ဖြစ်ပြီးတာပါပဲပါရောင်ပဲဖြစ်ဖြစ်အဲ့လိုထုံးပြီးတော့မနက်9:45မိနစ်ညနေ9:45မိနစ်နေ့တစ်နေ့ရဲ့နဝင်းပေါ်ချိန်ငွေကြီးအတွက်ငွေတွေဝင်ပါစေကိုရစရာရှိတဲ့ငွေတွေအများဆုံးရပါစေဘမို့လဲကိုကပုံမှန်ဝင်ငွေရှိနေတဲ့တက်ဝင်ငွေတွေရကျင်တယ်ဆိုလဲဆူတောင်းပါအလိုလျောက်အလိုငွေကြီးတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲမရှိအဆင်ပြေပါလိမ့်မယ်ဒီနည်းလေးကသက်စာငွေဝင်ရရလို့တော့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေနားမှာနီးကောင်းလေးတွေရှိနေပြီလို့သဘောထားလိုက်ပေါ့ငွေကြီးအတွက်ဘာပူစရာလိုတော့လို့လဲကိုယ်တိုင်းတော့ဒီခုနစတီးလေမန်းနေကျွေပကံမြတစ်ချက်ဖျောင်းနိုင်နောက်ကွန်းရက်တွေရရမ်းမှာပေါ့နော်ဒါဆိုလို့ရှိရင်နေ့စဉ်ကျွန်တော်ရဲ့မိတ်ဆွေနားမှာငွေဝင်ရရတစ်ခုရှိနေပြီဆိုပြီးတော့ကြောက်เสียပူเสียမလိုတော့ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေများကလည်းပဲကျွန်တော်ပြောတဲ့နည်းလေးကိုတီးတီးချာချာလေးဆုတောင်းမယ်တီးတီးချာချာလေးကိုစိတ်ကိုထည့်ပြီးတော့လုပ်မယ်ဆိုရင်လုပ်တဲ့သူတိုင်းကိုတိုင်းအံ့ဩเสียကောင်းတော့အောင်ငွေကြီးတွေအဆင်ပြေပါလိုက်မယ်နောက်တစ်ခုကဒီလိုအရေးကြီးတဲ့ကိစ္စတွေနောက်တစ်ခုကအခုလိုမျိုးဂမ်ဘီရအဖို့တိုင်ရရနီးကောင်းလေးတွေကိုအမြဲမပြတ်ကျွန်တော်အစဉ်ဆက်ပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီအကောင့်လေးကိုအသေးလေးပေးအပေါင်းလေးနှိပ်ပြီးတော့တူးချင်းတယောက်ချင်းစီတိုင်းအနီးအနားမှာကျွန်တော်ရောက်ပြီးတော့ပြောပြနေတယ်လို့ကျွန်တော်မိတ်ဆွေများကိုငွေကြေးနဲ့တကောင်းအခုငွေကြေးပေါ့နော်ငွေကြေးတော့နောက်ကိစ္စပေါင်းများများတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကြည့်ရှုပြီးလိုက်လို့ပြီးတော့လဲအကျိုးရှိကြပါစေအကျိုးထူးကြပါစေလို့မေတ္တာပို့ဆုတောင်းပေးလေဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဆရာပြောသွားတယ်ရရလေးရဲ့ရရပစ္စည်းတွေကလည်းခက်ခဲဘာမှမဟုတ်ပါဘူးเนาะကို့အနီးနားမှာရှိတဲ့ပစ္စည်းတွေပဲဆိုတော့လိုက်ပါလှုပ်ဆောင်သေးချင်ပါတယ်ဆရာရဲ့ရရလေးကိုလိုက်ပါလှုပ်ဆောင်ပြီးငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေအောင်မြင်ပါစေရှင်အခြားသူများတို့လည်းပြန်ပြီးမျှဝေပေးပါဦးเนาะဒီဗီဒီယိုနဲ့ပတ်သက်လို့မိတ်ဆွေတွေရဲ့ထင်မြင်ယူဆချက်လေးကို comment မှာရေးခဲ့ပေးပါဦးရှင်ခုလိုသူတဲ့သားစုံနေတဲ့ဗီဒီယိုပေါင်းများစွာကိုစင်စစ်မပြတ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးပါအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะ